မေတာဖုံတုံကောက်တယ်မေရဲ့ဟဲဟုတ်တယ်နော်တာဖုံရကြီးပဲတာတိန်နာဟုတ်မေဟုတ်အမေတာတော့ဖုံတရပြီမေရဲ့ဒေါ်လေးဟဲ့ကောင်လေးနင်လာလို့ဆိုတော့ခောက်မှလာလို့ပြောထားရလေအော်ဒေါ်လေးတာမိသားလို့ဒေါ်လေး sorry နော်ဒေါ်လေးဒီမှာလေးဒေါ်လေးတို့ဝက်စားရှော့ဘူးဒေါ်လေးစက်ပြမရှိတော့လို့တာပတ်စံပြုံးနော်အမလီနင်တို့ကလည်းနော်စက်ပြဝယ်ထားမှကြာသေးကောင်းတော့မြင်လိုက်လားဒေါ်လေးရဲ့ဒေါ်လေးတို့အင်းကြီးအပေရလေအများကြီးပဲဒေါ်လေးရဲ့အမလီငါ့ကိုလေဘာမှပိုစကားပြောမနေစမ်းမနဲ့ဒေါ်လေးအဲ့ဒါလေတာဆက်ပြသွားရတော့မှတာပတ်စံပြုံးနော်အေးအန်ဆိုရမိုက်သွားလိုက်ဟုတ်ဒေါ်လေးဟုတ်အကိုအော်ညီလေးပြောလေကဖြစ်လို့လဲညီလေးဒီမင်းစားတော့မယ်ဘိုင်းစားနေပြီဘိုင်းချက်ထားလဲဒီနေ့ကကိုငိုင်းချက်ထားတယ်ဟာညီလေးကငိုင်းမကြောက်တော့ကိုမသိဘူးလားအော်အဲ့လိုမဟုတ်ပါဘူးညီလေးရဲ့ဒေါ်လေးကငိုင်းချက်ခိုင်းလို့ပါဟုတ်တယ်တာဒီနေ့ကမင်းငိုင်းချက်ခိုင်းတာအမေတို့ကလည်းတာငိုင်းမကြောက်တော့တိတာနဲ့ဘာလို့ငိုင်းချက်တာလဲကဲပါသားရဲ့အဲ့ဒါဆိုရင်လည်းတာပါစားခြင်းလည်းပြောမင်းချက်ခိုင်းမယ်မေတာကလေဘောတာရင်စားခြင်းတာအမေရဲ့တာချက်ကျွေးနော်အမလီချက်ကျွေးရမှာဘောသားရဲ့ဟဲ့ကောင်လေငါတာဘောတာရင်စားခြင်းလို့အဲ့ဝယ်ပြချက်ပြီးလိုက်အောင်နော်ဒေါ်လေးအခုကလေဈေးလေးပိတ်နေတော့ပြီးဒေါ်လေးကဝယ်လို့မရတော့ဘူးဟဲ့နေဘာမှမရှိနဲ့ရအောင်ဝယ်ခဲ့မြန်သွားငါတာပိုက်စားနေပြီဟုတ်ဒေါ်လေးဟုတ်ဟဲ့ခင်အော်မကြိုင်ဘာဖြစ်တာလဲအမလီဘာဖြစ်မှာလဲရှင့်သားပေါ့ကျမသားရဲ့ဖုန်ခိုးရလေအမလီမဟုတ်တာရှောက်မပြောပါနဲ့နေရာမှာတက်တယ်ရှိလို့လေဟဲ့နင့်သားပဲအိမ်လာလေနင့်သားမခိုးလို့ဘယ်သူခိုးမလဲဘာမှလဲနင့်သားခေါ်ပေးစမ်းငါ့ကိုမေအရှိအဖြစ်နေကြလဲစွညံနေရောဟာဒေါ်လေးဘာဖြစ်လို့လဲဒေါ်လေးဟဲ့ကောင်လေးနင်ငါသားဖုန်ခိုးရမို့လားအော်ဒေါ်လေးတာမခိုးတော့ဒေါ်လေးအော်ဟဲ့ငါသားခိုးတာမဟုတ်ဘူးငါတို့အရင်ကောင်လေးခိုးရတာအော်ဟုတ်တယ်ဒေါ်လေး तू ခိုးရတာ तू ကြိုက်တာလေတာမညာတွေ့ရဒေါ်လေးရဲ့ဘာမှလဲအဲ့ဒီကောင်လေးငါခေါ်ပေးစမ်းမကြိုင်အဲ့ဒီကောင်လေးဈေးသွားနေပြင်မလာသေးဘူးခဏဆောင်လိုက်အောင်နော်ဒေါ်လေးတာပြင်လာပြီနော်ဟဲ့ကောင်လေးနင်ငါသားဖုန်ခိုးရဆိုအော်ဒေါ်လေးဘာတွေပြောနေရလဲတာမသိဘူးနော်ဟဲ့ကောင်လေးနင်ခိုးရတာမဟုတ်လားဟုတ်တယ်လို့ပြောလိုက်လေဒေါ်လေးကလည်းတာခိုးတာမဟုတ်တာဘာလို့ပြောရမှာလဲဟဲ့ဟုတ်တယ်ဆိုဟုတ်တယ်လို့ပြောလိုက်ကွာဒီနားမပါဘူးလားဒေါ်လေးတို့ဘာပြောနေကြလဲတာမသိဘူးနော်ဟဲ့ငါလည်းစကားပြောဖို့အချိန်မရှိဘူးမြန်လို့ဟဲ့ကောင်လေးငါပြောနေမို့လားဟုတ်တယ်လို့ပြောလိုက်လေဟာစိတ်ညစ်ပါတယ်ဟုတ်တော်လေးဟုတ်တော့ခိုးတာပါအမလီနင်တို့ရတယ်ခိုးတယ်ပြောဘာလို့လိမ့်နေရလဲတကယ်ပါပဲဘာလည်းမသိစိတ်ညစ်ပါတယ်အမလည်းငါဖုန်းပြန်ပေးအော်ရှိတယ်ဒေါ်လေးရှိတယ်တားခန်းထဲမှာတားယူနေနော်ခဏလေးဒေါ်လေးဖုန်းဒီမှာပါအော်ညီလေးဖုန်းမဟုတ်လားဟဲ့ကောင်လေးနေပါစပိတ်ထားဟဲ့အဲ့ဒီကောင်လေးတခြားဆုံးမလိုက်အောင်အော်အေးပါငါဆုံးမလိုက်မယ်နော်ဟဲ့ကောင်လေးနင်ကလည်းအရေးပါနားမလဲတော့ခိုးတယ်ဆိုခိုးတယ်လို့ပြောလိုက်ပေါ့ဒေါ်လေးကလည်းတာမမသိတာဒေါ်လေးကလည်းဟဲ့နင်ကဘာမှမရှိနဲ့သွားမြန်ဟင်းတော့ချက်တော့ငါတာပိုက်စားနေပြီဟုတ်ကဲ့ပါဒေါ်လေးခဏနားလိုက်အောင်နော်ဟဲ့ဘာနားမှလဲငါချက်ခိုင်းနေရလေသွားဆိုသွားလိုက်ပေါ့ဒေါ်လေးကလည်းတာညောင်းနေလို့ပါဟဲ့ငါပြောနေမကြောက်လားဟုတ်ဒေါ်လေးဟုတ်